သင်ခန်းစာရှစ်ထာဝရရှင်တန်ရှင်နိုဘယ်ဆုရဂွမ်ဒန်ယူပဗေဒပညာရှင်ရီချက်ဖိုင်မန်ပြောခဲ့ပူပါတယ်တေခြင်းတရားကိုရှောင်လွဲလို့မရကြောင်းတက်တေထူနေတဲ့အထောက်အထားတွေကိုဇီဝဗေဒကမတွေ့ရှိသေးဘူးတဘောကတေခြင်းတရားဆိုတာရှောင်လွဲလို့မရတဲ့အရာဟုတ်ရှင်မှဟုတ်လိမ့်မယ်လူသားတွေကိုဘယ်အရာကပြဿနာဖြစ်စေတယ်လဲဆိုတဲ့အချက်ကိုဇီဝဗေဒပညာရှင်တွေရှာတွေ့ဖို့လဲသိမကြလောက်တော့ဘူးတဲ့ခြေဟောင်းစာပေတွေအရင်ခေတ်လူတွေဟာနှစ်ပေါင်းရာနဲ့ရှိအသက်ရှည်ခဲ့ကြတယ်လို့သိရပါတယ်တချို့ကနှစ်ပေါင်း800လောက်တချို့က900 600လောက်နေခဲ့တယ်ဆိုပေမဲ့အကြံအားဖြင့်အသက်ရှည်ကြပါတယ်ဒါဆိုရင်ဘာဖြစ်သွားတာလဲလူတွေကသူတို့ယုံကြည်မှုကိုပြောင်းလိုက်ကြလို့ပါနှစ်ပေါင်းရာနဲ့ရှိနေထိုင်ရမယ်လို့ယုံကြည်ကြမယ့်အစားလူတွေကမျိုးရိုးတစ်ဆက်ပြီးတစ်ဆက်တဖြည်းဖြည်းယုံကြည်ချက်တွေကိုပြောင်းလဲလာကြပါတယ်ဒီလိုနဲ့သူတို့တွေယုံကြည်ထားတဲ့ဗျမ်းမြတက်တန်းကတဖြည်းဖြည်းနည်းလာပါတော့တယ်ကျမတို့လည်းအဲ့ဒီယုံကြည်ချက်တွေအပြင်နာဖျားမှုနဲ့ဆရာကိုရှောင်မရကြောင်းယုံကြည်ချက်တွေကိုပါအမွေရပါတယ်ကျမတို့မွေးဖွားခဲ့တဲ့အချိန်ကစပြီးကျမတို့ရဲ့တက်တန်းနဲ့ပတ်သက်တဲ့ယုံကြည်ချက်တွေဆရာနဲ့ပတ်သက်တဲ့မြယုံကြည်ချက်တွေကကျမတို့မတိစိတ်ထဲစိတ်ဝင်အမြင့်တွေ့ထားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးကျမတို့ရဲ့နူးနေတဲ့ခန္ဓာကိုယ်ကိုတတ်မှတ်အသက်အရွယ်လောက်အထိပဲခံနိုင်ရရှိဖို့ပရိုဂရမ်ဆွဲမိပါတော့တယ်အဲ့ဒီပရိုဂရမ်အရကျမတို့ရဲ့ခန္ဓာကိုယ်ကအိုမင်းလာဆရာထောင်းလာပါတယ်တတ်နိုင်ရင်ကိုယ်ပဲလောက်အသက်ရှင်မလဲမခန့်မှန်းပါတယ်ဗျမ်းမြတက်တန်ကန္တချက်တွေကိုဖြိုဖျက်ဖို့လူတယောက်ပဲလိုပါတယ်အဲ့ဒီလူကလူသားတွေအလုံးအတွက်ဗျမ်းမြတက်တန်ယုံကြည်ချက်တွေကိုပြောင်းလဲပေးပါလိမ့်မယ်တယောက်စားရင်နောက်တယောက်လည်းလိုက်လာမှာပါဘာကြောင့်လဲဆိုတော့လူတယောက်ကလက်ရှိဗျမ်းမြတက်တန်ထက်အသက်ရှည်ခဲ့ရင်တခြားသူတွေကလည်းအသက်ရှည်နိုင်ကြောင်းယုံကြည်ပြီးအသက်ရှည်ရှည်နေထိုင်နိုင်လာမှာဖြစ်ပါတယ်သင်ကထာဝရဖြစ်တည်မှုတစ်ခုပါတကယ်ကိုကျမတို့မှာကန့်တတ်ချက်မရှိပါဘူးကျမတို့ရဲ့ကျမ်းမာရေးခန္ဓာကိုယ်နဲ့တည်ခြင်းတရားကအစကျမတို့ကိုမကန့်တတ်နိုင်ပါဘူးလူတွေကတေမာကိုကြောက်ကြပါတယ်ဒါပေမဲ့ရုပ်ခန္ဓာကအဆုံးသတ်သွားရင်တောင်ကျမတို့ကထာဝရဖြစ်တည်နေမဲ့ဖြစ်တည်မှုတစ်ခုပါရုပ်ပိုင်းဆိုင်ရာအခြေအနေအရကျမတို့ကတန့်စင်တဲ့စွမ်းအင်ပါဒါကဘာအတိတ်ပဲလဲတေချာလေးလာရင်သင်အပါအဝင်စကြဝဠာကြီးထဲကရှိသမျှအရာအလုံးကိုစွမ်းအင်နဲ့ဖွဲ့စည်းထားတာပါသင်ခန္ဓာကိုယ်ကနေအစာပြုပြီးသင်အခြေလက်တွေကိုယ်အင်္ဂါတွေဆဲလ်တွေမော်လီကျူးတွေအက်တမ်တွေစသဖြင့်သိရှိနေပါတယ်အက်တမ်ထက်သေးငယ်တဲ့အခြေအနေရောက်ရင်အရာအလုံးကစွမ်းအင်ပါပဲကျမတို့ကတန့်စင်တဲ့စွမ်းအင်နဲ့ဖွဲ့စည်းထားတာပါဒါတွေကတင်းကိုဘယ်လိုထာဝရဖြစ်တည်မှုတစ်ခုဖြစ်စေတယ်လဲကျမအတွက်တော့ဒီမေးခွန်းရဲ့အဖြေဟာThe Secret ကတင် जा ပေးတဲ့အထူးခြားဆုံးအရာတစ်ခုလို့တောင်ပြောနိုင်ပါတယ်သင်ကစွမ်းအင်ပါစွမ်းအင်ကိုဖန်တီးလို့မရဖျက်ဆီးလို့မရပါဘူးပြောင်းလဲလို့ပဲရပါတယ်ဒါကိုတိဗ္ဗံနယ်ပယ်မှာလက်ခံထားပြီးသားပါသင်လည်းအဲ့ဒီလိုပါပဲသင်ရဲ့စစ်မှန်တဲ့ဖြစ်တည်မှုသင်ရဲ့တန့်စင်တဲ့စွမ်းအားကအမြဲရှိနေခဲ့တယ်လို့ထာဝရရှိနေအောင်မှာဖြစ်ပါတယ်သင်ဖြစ်တည်မှုကဘယ်တော့မှစိတ်သုံးသွားမှာမဟုတ်ပါဘူးအဲ့ဒါကိုလည်းတင်စိတ်ထဲကနှက်ဆိုင်တဲ့တဏှာမှာသိနေပါတယ်ဖြစ်တည်မှုစိတ်သုံးသွားမယ့်အဖြစ်ကိုတွေးနိုင်ပါသလားတင်မြင်ခဲ့ကြုံတွေ့ခဲ့သမျှအရာအလုံးကိုတွေးကြည့်ပါဖြစ်တည်မှုစိတ်သုံးသွားမှာကိုတွေးနိုင်ပါရဲ့လားတင်မတွေးနိုင်ပါဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီလိုမဖြစ်နိုင်လို့ပါလူတယောက်ကဖြစ်တည်မှုစိတ်သုံးသွားမှာကိုစိတ်ကူးတောင်မရင်နိုင်ပါဘူးကျမတို့ခန္ဓာကိုယ်အသက်မဲ့သွားတာကိုစိတ်ကူးရင်နိုင်ပေမဲ့လုံးဝအုတ်တုံဖြစ်တည်မှုစိတ်သုံးသွားတာကိုတော့စိတ်ကူးမရင်နိုင်ပါဘူးဘာကြောင့်ဖြစ်မယ်လို့သင်ထင်ပါသလဲသ
သူ့အလိုလိုဖြစ်နေတာလို့တင်ထင်ပါတလားမဟုတ်ပါဘူးတင်ရဲ့ဖြစ်တည်မှုကအပြည့်သက်စိတ်သုံးဖို့လုံးဝမဖြစ်နိုင်တာကြောင့်စိတ်ကိုမရင်နိုင်တာပါတင်သာစိတ်ကိုရင်နိုင်ရင်အဲ့ဒီအရာကိုတင်ဖန်တီးနိုင်ပါတနည်းအားဖြင့်အပြည့်သက်စိတ်သုံးမှုကိုတင်မဖန်တီးနိုင်ပါဘူးတင်ကဖန်တီးခြင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့်အရင်ကတည်းကတည်ရှိခဲ့တယ်လို့နောက်လေထာဝရတည်ရှိနေမှာပါတင်ကထာဝရတည်ရှိမဲ့စွမ်းအင်ပါဒါဆိုရင်လူတယောက်တည်ဆုံးတဲ့အခါဘာဖြစ်သွားသလဲခန္ဓာကိုယ်ကလည်းဖြစ်တည်မှုမပြောက်သွားပါဘူးအဲ့ဒီလိုပြောက်သွားတာမျိုးမရှိလို့ပါခန္ဓာကိုယ်က dressing တွေအဖြစ်ပြောင်းလဲသွားပါတယ်တင့်ကိုယ်တွင်ကဖြစ်တည်မှုတင်ရဲ့ပုံစံအစစ်အမှန်ကလည်းဖြစ်တည်မှုမစိတ်သုံးသွားပါဘူးဖြစ်တည်မှုဆိုတဲ့စကားလုံးကတင်ရဲ့ထာဝရပုံစံကိုကိုးစားပြုပါတယ်တင်တည်ဆုံးတဲ့အခါတင်ကလူသားဖြစ်ခဲ့ခြင်းမဖြစ်သွားပါဘူးတင်မမွေးဖွားခင်ကတည်းကတင့်ကိုဖြစ်တည်ခါနီးလူသားလို့မရည်ညွှန်းခဲ့ပါဘူးတင်ကလူခန္ဓာထဲယာယီရောက်လာတဲ့ထာဝရဖြစ်တည်ခြင်းတစ်ခုပါတင်ဖြစ်တည်မှုစိတ်တုံပျောက်ပြက်သွားရင်စัจ java လာကြီးမှာကွက်လက်တစ်ခုဖြစ်လာပါတယ်ဒါဆိုရင်စัจ java လာကြီးတစ်ခုလုံးစိတ်တုံသွားပါလိမ့်မယ်ဒီအဖြစ်ကိုကျမကတော့ပုံစံတစ်မျိုးနဲ့တွေးပါတယ်ကျမတို့ကအသုံးမလိုတော့တဲ့ကားအဟောင်းကိုကားအသစ်နဲ့အလဲအထင်လုံးနိုင်တဲ့ဖြစ်တည်မှုပါကားအဟောင်းကိုပေးပြီးကားအသစ်ပြန်ရတဲ့အခါကျမတို့ရဲ့ခရီးကိုဆက်သွားကြပါတယ်တင်ဖြစ်တည်မှုကလည်းရုပ်ခန္ဓာဆိုတဲ့ကားဟောင်းကိုအသုံးမလိုတော့တဲ့အခါအသစ်လဲပါတယ်ပိုတစ်လွင်ပိုကောင်းတဲ့အမျိုးအစားနဲ့လဲပြီးခရီးဆက်ပါတယ်လူခန္ဓာနဲ့ကားနှစ်ခုလုံးကစီးတော်ရင်တွေပါတင်ကတော့ထာဝရရင်မောင်းသူဖြစ်ပါတယ်ဒီဘဝဒီခန္ဓာနဲ့အကန့်အသတ်မဲ့ကျမ်းမာရေးပျော်ရွှင်မှုတွေကိုတင်ခံစားနိုင်ပါတယ်ဒါပေမဲ့တင်ကထာဝရဖြစ်တည်မှုတစ်ခုဆိုတာကိုတော့ဘယ်တော့မှမမေ့ပါနဲ့တင်ကအကန့်အသတ်မဲ့ဖြစ်တည်မှုတစ်ခုပါတင်ကစွမ်းအားပါတင်ကဉာဏ်ပညာပါတင်ကဉာဏ်စွမ်းပါတင်ကပြည့်စုံမှုပါတင်ကကြီးကျယ်ခမ်းနားမှုပါတင်ကဖန်တီးရှင်ဖြစ်ပြီးဒီကမ္ဘာပေါ်မှာတင်ကိုတင်ဖန်တီးနေတာပါအကျဉ်းချုပ်ကျမ်းမာရေးအတွက်လေးဝက်ချက်တစည်းကရက်ကိုတည်သွားပြီဆိုတော့တင့်ကျမ်းမာရေးအပါအဝင်ရှိသမျှအရာအလုံးကိုထိန်းချုပ်နိုင်ပါပြီတင်းရဲ့ကိုယ်ပိုင်အတွေးတွေကတဆင့်အသွေးနီလန်းအပါအဝင်ဒီစာအုပ်ထဲမှာဖော်ပြထားတဲ့နီလန်းတွေကိုအသုံးချပြီးယောဂဗျာတွေကိုကြော်ဖြတ်နိုင်ပါတယ်နာဖျားမှုကိုကုသနိုင်ပါတယ်တန်ရာကနေနလန်ထူနိုင်ပါတယ်ကိုယ်ကာယကိုလေ့ကျင့်နိုင်ပါတယ်လိုရှင်တဲ့ကိုယ်ခန္ဓာအချိုးအစားကိုရနိုင်ပါတယ်ထာဝရနှုပြိုမှုကိုရနိုင်ပါတယ်သင်ရွေးချယ်မှုပါပဲသင်လိုရှင်တဲ့အရာကိုရှင်းရှင်းလင်းလင်းသိထားပြီးစัจ java လာကြီးကလမ်းကင်းပေးမှာကိုကြိုပြင်ထားဖို့ပဲလိုပါတယ်အဖြေကိုခန့်မှန်းဖို့ရှာဖွေဖို့မကြိုးစားပါနဲ့အဖြေတွေအားလုံးကိုလမ်းဖွင့်ထားပါလိုရှင်တဲ့ကျမ်းမာရေးကိုပဲအာယုံစိုက်ပါအဲ့ဒီကျမ်းမာရေးအရှင်နေရအောင်ဘယ်လိုလုပ်မလဲမတွေးပါနဲ့ဆွဲငင်ရှင်နိယာမကတင့်ကိုယ်တွင်ကနေအလုံးလုံးတာပါတင့်အတွေးတွေကိုတုံ့ပြန်နေတာပါတင့်အတွေးတွေမှာစွမ်းအင်ရှိပါတယ်ကျမတို့ကပြဿနာတွေကိုဖြေရှင်းဖို့ဖယ်ရှားဖို့လောက်ကင်ကြိုးစားရတာကိုအတော်လေးကျင့်တာရထားပါတယ်ကျမတို့ရဲ့ပြဿနာတွေကိုအာယုံစိုက်ရတာကိုအကျင့်ဖြစ်နေပါတယ်ဒါပေမဲ့ပြဿနာတွေကိုဖြေရှင်းခြင်းရင်ပြဿနာကိုအာယုံမစိုက်ပဲကိုလိုရှင်တဲ့အရာကိုပဲအာယုံစိုက်ရမယ်ဆိုတာကိုသင်အခုသိသွားပါပြီပြင်ပလောကကြီးကိုသင်အပြည့်အဝလွှမ်းမိုးနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုလွှမ်းမိုးဖို့သင်အတွေးတွေကအရေးကြီးပါတယ်ဩစတြေးလျသားစိတ်ချမ်းသာရေးကျွမ်းကျင်သူဂျိန်းဒရီကန်ကတခုခုကိုသဘောမကျရင်သူ့ရဲ့လောင်စာဖြစ်တဲ့သင်အာယုံစိုက်မှုကိုရုပ်သိမ်းလိုက်ပါလို့ပြောပါတယ်နောက်ဆုံးအနေနဲ့ကျွမ်းကျင်ဆရာဝန်တွေရဲ့အကြံပေးစကားတွေကိုလည်း
ထဲ့တွေဖို့အလေးအနက်တိုက်တွန်းရှင်ပါတယ်။သင်ယောဂရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေဝေဒနာတွေကိုသင်ရွေးချယ်ထားတဲ့ဆရာဝန်ကိုကုသခိုင်းပါ။သင်ကတော့နာဖျားမှုနဲ့ကုသမှုတွေရဲ့ရေတောက်မြစ်ဖြစ်တဲ့တင့်အသွေးနဲ့ခံစားချက်တွေကိုကင်တွယ်ပါ။တင်းစီမှာစွမ်းအားအကြီးမားဆုံးကုသနိုင်စွမ်းရှိပါတယ်။အဲ့ဒီစွမ်းအားကိုစေတိတ်ပံပညာနဲ့ပေါင်းစပ်လိုက်ရင်သင်ဘဝကိုအပြည့်အဝဆုံးနေထိုင်ရပါလိမ့်မယ်။စိတ်နဲ့ခန္ဓာကျန်းမာပါစေ။ရွန်ဒါဘန်အခါဘဝတိုးတဲ့ရေးစာပေများကိုကြိုက်နှစ်သက်တဲ့ဆိုရင်စာပေကောင်းများကိုလက်မလွတ်ရအောင်ဒီ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။